ကဲအားလုံးပဲမျောလင်းစောင့်စားနေကြတဲ့တွက်ကြီးကိုဘလို့တွေအကြံပလန်ဆော့ရလဲဆိုတာပြမယ်နော်အဲ့တွက်ကြီးမြင်လိုက်လားဟိုမှာတွက်ကြီးကြီးပဲအကြီးကြီးပဲတွက်ကြီးလားတွက်ကြီးဆိုရင်နင်းလူကမရဘူးဒီတွက်မှကင်လို့ရှိရင်ဒီမှုဝင်တော့တာဘလို့ဖြစ်ပြီးတော့ဟိုဘက်က3ယောက်ကြီးတော့မှမတ်စမိုင်းလင်းကိုလာနေကြတယ်ဟောဒင်းတော့ Cherry Future Band 3 sign ပေါ့ရားပြေတော့ကုတ်ပေးရတယ်ပေါ့ကဲတကောင်တော့ကားပါပြီ Cherry Future နဲ့ Future Cherry ပဲကျန်တော့တယ်ကြောင်မလန်နဲ့အတင်းနဲ့ခေါင်းထိုးထိုင်နေကြတာပေါ့ဒါဆိုတော့လဲတွက်ကြီးအကြီးကြီးထည့်ပေးရတယ်ပေါ့ကဲ Future တော့တွက်ကကြိုက်သွားပြီမတီးပါဘူးတဲ့လွတ်သွားတယ်တဲ့ဟာဒီ Cherry မအတင်းနေဖြစ်နေတာရော့ဟာအောင်နဲ့ချမ်းဆွဲဖေးပေးလိုက်တာပဲအေးတွက်မဆိုတော့ခြုံအောင်ပြီးတွက်ကြိုက်နိုင်မှုကအဓိကပဲအားလေးပဲမှာတည်းကအဲရိုးတွေကိုမှန်အောင်ပြထားနိုင်မှာအတုံးဝင်တာဒီကောင်မမလို့ရှိရင်ပါလို့ပါမန်းအောင်တီးမှာမဟုတ်ဘူးတုံးစားမရတဲ့ဝေခွဲမရတဲ့မြေဘဲမှဖြစ်သွားမှာတွက်မတော့မကင်ပြစ်တာများတယ်အမက်တော်ကောင်းတဲ့အဲရိုးထိပြီးတော့လိုက်ပြီးတော့ကုတ်ရတဲ့ feeling ကဘာနဲ့မှမတူဘူးဒီမှာဆိုရင်လည်းတာဝါထဲမှာရှိတဲ့ရေးဆုံးချင်ကိုတော့တွက်တော့မှန်သွားတယ်အခန်းနောက်ဆုံးဆက်နဲ့ဝင်ပြီးတော့ကုတ်လို့တော့ရတယ်ဒါပေမဲ့ဒီမှာ Franco ရှိတော့ပါရက်ခံမှာဆိုလို့မဝင်တော့အဲရိုးတွေကလည်းပြစ်တိုင်းကိုထိနေရဟေး10တန်းကတင်ချာကို40မှတ်နဲ့အောင်ခဲ့လို့လားမသိဘူးသူကအချက်ပြပြောစရာဟုတ်မလို့မျက်လုံးမိတ်ပြီးပြင်အောင်ရတယ်ဟာလောက်ကြပါအောင်လိုင်စင်မရှိတဲ့ကားရဟောအကြံပဒန်းနေဝင်ခဲ့ရေတောက်ရှိတဲ့ကားကိုဝင်ပြီးတော့ပေါင်နှချမ်းဆွဲပြလိုက်တာရဲ့ Future နဲ့ Cherry ကနေရောက်ပေါင်းပြီးလို့လိုက်တော့ကြွတ်မလေးလည်းမခံစားနိုင်တော့ဘူးကေးရကျလို့ဖောင်ပြောင်းပြီးလိုက်ကုန်နေတာဒီကောင်တွေကလည်းကောက်စားတည်းရဘယ်ဒီဆိုင်နေကြလားငါလည်းပါမယ်လေငါလည်းပါမယ်စောင်းငါ့ကိုလည်းကေးပေးလေဒီမြောက်တော့ကတော့လောဘကိုကြီးလုံးပါလေကဲနောက်ဆုံးမှာတော့ပြစ်တိုင်းမလွဲတဲ့အထက်ကျွမ်းတဲ့ကြွက်ကြီးတို့ဖွဲ့ပဲနိုင်ရရှိတော့ပါတယ်ဗျနောက်ထပ်ကင်စေခြင်းနဲ့ hero လေးရှင်လည်း comment မှာယူလို့ရပါတယ် gameplay video လေးလည်းညတဲ့ subscribe မမို့ channel လေးကို follow လေးနဲ့ကူညီပေးလို့ရပါတယ်ဗျအားလုံးပဲနောက် video မှာပြန်ဆုံကြမှာဗျပကပက